ဒီကောင်မလေးသည်လူတဦးစီ၏တေဆုံးမိအချိန်ကိုကြိုတင်မြင်နိုင်စွမ်းရှိသည့်တရက်တွင်သူမသည်မိခင်ဖြစ်သူနှင့်အတူအပြင်သို့သွားနေစဉ်အမျိုးသမီးတဦး၏ဦးခေါင်းပေါ်၌ထူဆန်းသောကိန်းဂဏန်းတစ်ခုကိုလှမ်းမြင်လိုက်ရသည့်ထိုနံပါတ်၏အဓိပ္ပာယ်မှာထိုအမျိုးသမီးသည်မိနစ်ပိုင်းအတွင်းတေဆုံးတော်မူဟု၍ဖြစ်သည်ထို့ကြောင့်ကောင်မလေးကထိုမျိုးသမီးထံသို့သွားကသူမတွင်တစုံတရာဖျားနာနေခြင်းရှိမရှိမေးမြန်းခဲ့သည်ရင်းကိုကြားလိုက်ရသောအခါကောင်မလေး၏မိခင်ကသမီးဖြစ်သူအားအမြန်နှုတ်ပိတ်လိုက်ပြီးထိုမျိုးသမီးကိုတောင်းပန်စကားဆိုခဲ့သည်ထို့ပြင်သမီးဖြစ်သူအားနောက်တွင်ယခုကဲ့သို့မေးခွန်းမျိုးမမေးရန်လည်းဆုံးမခဲ့သည်သို့သောထိုတို့ပြောပြီးချင်းမှာပင်အပေါ်မှအပင်စိုက်ထားသည့်အိုးကြီးတစ်ခုသည်ထိုမျိုးသမီး၏ခေါင်းပေါ်သို့ပြုတ်ကျလာပြီးနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့လေသည်နောက်ပိုင်းတွင်ထိုမိခင်နှင့်သမီးဖြစ်သူတို့လေရင်စီးနေစဉ်အတွင်းကောင်မလေးသည်လေရင်ပေါ်ပါလာသည့်ခရီးသည်များနှင့်ဝန်ထမ်းများအားလုံး၏ခေါင်းပေါ်တွင်စောကမြင်တွေ့ခဲ့ရသည့်နံပါတ်မျိုးကိုထပ်မံမြင်တွေ့လိုက်ရပြန်သည့်ပင်ကိုမြင်လိုက်ရသောအခါလေရင်ပေါ်ရှိလူအားလုံးတေဆုံးတော်မူကိုကောင်မလေးကသဘောပေါက်သွားခဲ့သည်မိခင်ဖြစ်သူကထိုအကြောင်းကိုသိရှိသွားချိန်တွင်လေရင်ပေါ်မှချက်ချင်းဆင်းကြရန်လူတိုင်းကိုလိုက်လံပြောကြားခဲ့တော်လဲမည်သူမျှသူမကိုမယုံကြည်ခဲ့ကြပေသူမသည်လေရင်ပေါ်တွင်စူညံအော်ဟစ်နှောက်ယှက်မှုများဖြစ်စေသောကြောင့်လေရင်မှုကသူမတို့သားအမိကိုလေရင်ပေါ်မှနှင်ထုတ်ရန်ပြင်ဆင်လေတော့သည်သို့သောထိုအချိန်တွင်အနီးနား၌ထိုင်နေသောကုမ္ပဏီကျိုးတဦးကရင်းချီနေကိုသတိပြုမိသွားပြီးသူလည်းပဲလေရင်ပေါ်မှဆင်းကျင်သည်ဟုလေရင်မှုအားပြောကြားခဲ့သည်ထိုအခါလူတိုင်းကထိုရှော့ကိုလှောင်ပြောင်တယောခဲ့ကြတော့လဲဇေယကမူသူတို့ကိုဂယုမဆိုင်ဘဲထိုမျိုးသမီးကောင်မလေးတို့နှင့်အတူလေရင်ပေါ်မှလိုက်လံဆင်းသက်သွားခဲ့သည်သို့တော်လည်းလေရင်ပြန်တက်ပြီးမကြမီအချိန်မှာပင်တစုံတစ်ခုချို့ယွင်းမှုဖြစ်ပွားကာလေရင်ပြတ်ကျသွားခဲ့ပြီးလေရင်ပေါ်ပါလာသူအလုံးတေဆုံးသွားခဲ့ရရှာသည်ထိုသတင်းကိုကြားသိလိုက်ရသောအခါစီးမှာအလွန်အမင်းတုန်လှုပ်ခြောက်ခြားသွားပြီးယုံကြည်နိုင်စွမ်းပင်မရှိတော့ပေ